ဒီတစ်ခါမှာတော့မဆန်းဆိုင်လို့ကဖတ်တရားမှာရှိတဲ့ Asia Hotel ဖတ်တရားကိုဧည့်သည်တော်တို့ကိုခေါ်ဆောင်သွားပြီးမှဖြစ်ပါတယ်ရှင်ခမောက်ဆုံးမဆန်းဆိုင်လို့ Superior Golf View အခန်းလေးကိုရိုက်ပြပြီးမှဖြစ်ပါတယ်ရှင်မဆန်းဆိုင်လို့နောက်ထပ်ထပ်ပြပေးမှာကတော့ Superior Sea View အခန်းပေါ့နော် Sea View လေးကတော့ဒီမှာဧည့်သည်တော်တို့မြင်တဲ့အတိုင်းကိုလိုင်းကျင်းကိုလည်းဒါတိုင်းမြင်တွေ့နေမှာဖြစ်ပါတယ်ကိုနတဲ့ခန်းဆိုရင်ဒီဘက်ခါမှာတော့ခရီးနှလုံးရှိမယ်ပေါ့နော်အဲ့ဒီတော့ဆက်ဆက်ပြီးဒီဘက်ကိုဒီမှာတကားတူးယူပါမယ်အလဲကောင်မှာတော့အဲ့ခန်းလေးရှိပါမယ်ပြီးတော့ဒီဘက်ကိုထပ်ပြီးဝင်လာမယ်ဆိုလို့ရှိရင်ခရီးအကြီးနဲ့နောက်ထပ်တစ်ခန်းပေါ့နော်ဒါကကင်းဘတ်နဲ့နောက်ထပ်တစ်ခန်းရှိမယ်စီးပြီးဖြစ်တဲ့အတွက်ခုနကလိုပဲဆိုင်ဆိုင်တို့ဒီကိုလိုင်းကျွန်းကိုအထိဟိုးဘက်ကျွန်းနေကျင်းပြီးတော့နေရမှာဖြစ်ပါတယ်ရှင်ဒီချိုးခန်းနဲ့အိမ်ပါကဒီ connected မှာကျတော့ဒီဘက်ခန်းမှာလည်းရှိတယ်အလဲအဲ့ခန်းမှာလည်းရှိမယ်ပြီးရင်ဟိုဘက်စုံလုံးခန်းမှာလည်းပါမယ်ပေါ့နော်၃ခန်းပါမှာဖြစ်ပါတယ်ရှင်ဒီမိသားစုလိုက်လာမယ့်အဲ့ဒါတော်တွေအတွက်အရန်ကိုအဆင်ပြေပါတယ် connected ကတော့နောက်ပြီးဆုံးဖြတ်ချက်လို့ဒီရက်ပြပေးမယ့်အခန်းလေးကတော့ Jacuzzi Suite အခန်းလေးပေါ့နော်ပုံမှန်အားဖြင့်တော့မဆန်းဆိုင်လို့ရောင်းတဲ့အထက်မှာမထည့်ထားပေးမယ်ထန်တန်လေးဝဲအဲ့ဒါတော့စိတ်ဝင်စားလို့တဲခွေခြင်းနဲ့ဆိုရင်ဒီအခန်းလေးကိုလည်းရောက်ပါပြီးလို့ရပါလိမ့်ရှင်သူကအပြင်ဘက်မှာကျတော့ဒီလိုမျိုးလေးခွေထားလာပြီးတော့ Jacuzzi ရှိတယ်ပေါ့နော်ဒီဟာလေးကအမိတ်အဖြစ်လို့ပြောရတယ်ဆိုရင်မဆန်းဆိုင်လို့ကဒီ Asia ဖတ်တရားဟိုတယ်လေးရဲ့အကြောင်းကိုစုံစုံစစ်စစ်လေးကိုရှင်းပြခဲ့ပြီးပြီလို့ယူဆပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ပြီးဆုံပါမယ်နော်အားလုံးပဲ bye bye